ကဲတင်းချော့ပေါ်လေးပဲနိုင်တယ်နော်လုပ်ငန်းလေးလည်းသုံးကျင်တယ်အိမ်လေးလည်းစီးကျင်တယ်မြို့ရင်းမြို့ပြင်သုံးရင်လည်းအဆင်ပြေတယ်ဆိုရင်တော့ကျွန်တော်ရှိမှာ Nissan Etivan နွားလေးစီးရှိပါတယ်ခင်ဗျာနော်တောက်လျှောက်နဲ့အဖြူအတန့်လေးဖြစ်ပါတယ်ခင်ဗျာဈေးနှုန်းကလည်းတင်းချော့ပေါ်မှာကျွန်တော်ညီနိုင်ရောင်းပေးမယ်ငွေချမ်းလဲထက်ကြီးကြလည်းရပါမယ်ခင်ဗျာ2006မော်လေးဖြစ်ပါမယ်ခင်ဗျာအင်ဂျင်ပါ 1.3 နဲ့ရပါမယ်အဖြူအတန့်တောက်လျှောက်နဲ့ကားချောလေးပါခင်ဗျာအလွိုင်းပက်လက်လေးနဲ့ရပါမယ်နော်အတွင်းကားလေးလည်းကျွန်တော်ချက်လိုက်ပြပေးမယ်ခင်ဗျာEden ဝိုင်းရန်လိုင်စင်လေးနဲ့ရပါမယ်ခင်ဗျ။ကဲဒါကတော့အတွင်းကန်းလေးပါနော်။အတွင်းကန်းလေးလည်းတော်တော်တန့်ပါတယ်။ပေါဝင်တို့တစ်ပေါက်နဲ့ရပါမယ်။ထိုင်ကုန်လေးပေါက်ရမ်းတာမရှိဘူး။စိုက်ကဘာလေးလည်းတန့်ပါတယ်ခင်ဗျာ။အဲကုန်လည်းအေးစိတ်ပါအင်ဂျင်ကယ်ပါအောက်ပိုင်းဆိုရင်လုံးချက်မရှိပါဘူးနော်။ကျွန်တော်ရောင်းပေးမယ့်ဈေးလေးကလည်း600ပေါ်638သိန်းကိုပပညှိနှိုင်းနဲ့ရောင်းချပေးမယ်။နော်ကားလေးကိုကြိုက်တယ်စိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်39 68465ကိုတင်းကိုဆက်သွယ်မိမယ်ဆောင်နိုင်ပါတယ်ခင်ဗျာ။ကိုတန်ကိုကြလာရောက်ကြည့်ရှုကျင်တယ်ဆိုရင်တော့အရှိတကုံ9ရက်ကွယ်ရာသာထရစ် one way လက်မောက်မှာကြည့်အောင်ဖြစ်ပါတယ်ခင်ဗျာကဲလူကြီးမင်းတို့ပြန်လို့တဲ့ကားများကိုလည်းကျွန်တော် showroom ကနေပြီးတော့အပြင်ပေါက်သေးနဲ့မချ percentage တစ်ခုကွာပြီးတော့ပြန်လဲဝယ်ယူပေးလျက်ရှိပါတယ်ခင်ဗျာနော်ကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ပြီးမှပြန်လဲတွေ့ကြပါမယ်